မန်တစ်ကပီတာရှိကိုရှောက်လာတဲ့အခါကြောက်လန့်တကြားနောက်ဆုတ်သွားတာကိုသတိထားမိလားဒါကဘက်ကီစီကနေလက်သီးကိုခံနိုင်ရှိတဲ့သူပဲကပ္ပနဲ့ခြေပြားချင်းထိသွားတဲ့လူနဲ့အတူတူပဲဒါပေမဲ့ခြေထောက်တွေအယမ်းများတဲ့တစုံတစ်ခုပေါ်လာတာနဲ့သူ့ခြေထောက်ဆုံးရှုံးသွားတယ်ပြီးတော့မြူကဒီတက်တွေကိုရုပ်ရှင်နှကားမှာဖုံးကွယ်ထားခဲ့ပါတယ် Infinity War မှာမက်လစ်ဟာဖီရရှိမှာရုတ်တရက်ပေါ်လာတဲ့အခါသူကနောက်ကိုခုန်ဆုပ်လိုက်ပါတယ်လူအများစုကသူ့ကိုအံ့အားသင့်သွားရုံပဲလို့ထင်ကြတယ်ဒါပေမဲ့သူ့မျက်နှာကိုကြည့်ပါအဲ့ဒါကအံ့ဩစရာတော့မဟုတ်ပါဘူးအဲ့ဒါကတော့ကြောက်ရွံ့မှုပါပဲအခုဒီမှာကျွန်တော်စိတ်ကိုလွင့်စင်သွားစေတဲ့အခိုက်အတန့်မှာ Far From Home မှာTennyရဲ့မျက်နှာပြားကဖီရရှိမှာပွင့်လာတဲ့အခါသူနောက်ပြန်လဲကျသွားပါတယ်တူညီတဲ့တုံ့ပြန်မှုတူညီတဲ့ဗီဇ Spidey က Tenny ရဲ့ဝတ်စုံကိုဘာလို့ကြောက်ရမှာလဲဘာလို့လဲဆိုတော့အဲ့ဒီပုံကိုနှိမ့်အောင်လုပ်ပြီးမျက်နှာပြားကို zoom လုပ်ရင် Peter ရဲ့မျက်နှာကိုတက်တက်ပြန်တန်းနေတဲ့ Black Widow ပင်ကူတစ်ကောင်ရှိနေလို့ပါ Director တွေကအဲ့ဒါကိုရည်ရွယ်ချက်ရှိထားခဲ့တာပါသူတို့ဘာလုပ်နေလဲဆိုတာကိုအတိအကျသိခဲ့ကြတယ် Peter Parker ဟာသူ့ရဲ့စွမ်းအားတွေကိုပင်ကူတစ်ကောင်စီကနေရရှိခဲ့တာဖြစ်ပြီးသူ့ဘဝတစ်လျှောက်လုံးအဲ့ဒီစွမ်းအားတွေကိုကြောက်လန့်နေခဲ့တာပါလက်ပလာနဲ့ဘတ်စကာကိုရက်နိုင်တဲ့ကလေးလူအများစုသတိမထားမိတဲ့အရာတစ်ခုကိုကျွန်တော်ကြောက်နေမိတယ်